တော့တပုတ်ဟိတာလေကင်မရာအရှိမဘယ်လိုဖေးကိုကြည့်နေရတော့သူတပုတ်ဟိတာကြတော့တမျိုးရင်းတော့လက်တန်းအရှိကင်းတပုတ်ရိုက်တာလက်တန်းပြောရနော်ကြားကြတယ်ကြားမလို့ကြားနေမွန်တော့လည်းတစ်ချက်တော့ပြောပေးကြပါအောင်ဘင်ကုန်လာတဲ့ event တွေမှာအကုန်လုံး50 draw ပဲလှည့်နေရတာတစ်ခါတလေကြရင်လည်း40 draw 30 draw တစ်ခါကြရင်ပောက်ချင်နေကဲအားလုံးမင်္ဂလာပါဟေ့ဖြစ်ပါတယ်စကင်ဖောက်တဲ့နေ့မှာဗီဒီယိုလေးနဲ့ကြိုင်ရမယ်ဆိုပြီးတော့စဉ်းစားထားပဲဒါပေမဲ့ဗီဒီယိုမတင်ဖြစ်တာ3ရက်လောက်ကြာသွားပါတယ်အဲ့တော့ခုမှကြိုင်ဖြစ်ပါတယ်ကျေးဇူးဖယ်ရီရဲ့ဗီဒီယိုလေးကိုကွာတစ်တော့ဆိုလို့ရှိရင်ပေါင်းလေးနှိပ်သေးလေးပေးပြီးတော့ကောင်းမှာတစ်ခုရေးခဲ့ကွာ YouTube ဆိုလို့ရှိရင် like and subscribe လုပ်ခဲ့ဖို့ဟဲ့ပြောချင်ပါတယ်ဖယ်ရီက KWL ဖြစ်စီကြိုးစားမှာဖြစ်တဲ့အတွက်ဟဲ့ကိုလည်းအခြားလူမျိုးအားပေးကြပါအောင်အားလုံးလည်းပြောချင်ပါတယ် KWL ဖြစ်မယ်ဆိုတာကွာဟဲ့တဲ့ကြိုးစားလို့မရပါဘူးအဲ့တော့ Harry ကိုအများကြီးအားပေးကြပါအောင်လို့ Harry နဲ့ပြောချင်ပါတယ်။ခြံငင်ကကိုင်နာကွာအဲ့ဒီမိတ်ခင်းလို့ရှိရင်တစ်ချက်မှထိရဆိုတာမရှိဘူး။ enemy တဲ့ရှောင်းသွားတာငါလည်းစိတ်ဆင်းရဲတယ်။ခြံငင်ကြိုက်တဲ့လူလို့ရှိရင်ကြိုက်လေးပါလေလာပေးကြပါလို့ငါတရားလုံးရှိတာငါဘက်ကကောင်ဘင်းရမကောင်တတ်သွားတာအေးနင်းကလည်းဖောင်းချမယ်လာဟာနေဘာတနိုင်ပြီလဲမဲသူပြန်ပြစ်ချင်တာငါ့ကိုနောက်ပြီးကြတော့ကွာကိုရီဗီဒီယိုတင်လို့ရှိရင်ကွာ view လည်းမရဘူး like လည်းမရဘူးကွာတိလားသူများတင်လို့ရှိရင် view လိုက်တယ်မှာပေါ်တော့နေတာပဲဒါတော့မှရှိသေးတယ်ဗီဒီယိုမြင်တာနဲ့တန်းကြော်သွားတဲ့အခွဲတော့တက်ကိုရှိတာအဲ့လိုဗီဒီယိုမြင်တာနဲ့တန်းကြော်သွားတဲ့ခွေးကြိုက်ခံရပါစေချော်လေးလို့ရှိရင်လည်းကုချီပုံလည်းမျိုးထုံးပြီးပါစေပြောစရာဆိုတာတို့ရဲ့ကဘာမှမရှိပါဒီနေ့ဗီဒီယိုကတော့ဘာခင်ဗျာအားလုံးလည်းချစ်ပါတယ်အပေါ်